Islam ဟာကဘာပေါ်မှာပထမဦးဆုံးလူမျိုးရေးခွဲခြားမှုကိုတိုက်ဖြတ်ခဲ့တဲ့သာသနာဖြစ်တယ်။ကုရ်အာန်ဟာကဘာပေါ်မှာပထမဦးဆုံးလူမျိုးရေးခွဲခြားမှုကိုစန့်ကျင်ခဲ့တဲ့ကျမ်းဖြစ်တယ်။နောက်ကျွန်တော်တို့ကုရ်အာန်မှာအာယတ်ရှိတဲ့ယာအီယွန်နာစ်إنا خلقناكم من ذكر وأنثى وجعلناكم شعوبا وقبائل لتعارفوا إن أكرمكم عند الله أتقاكم နော်ဒီအာယတ်လေးကတော်တော်လေးကိုမှအတိတ်ပဲကောင်းတဲ့အာယတ်လေးနော်ဒီအာယတ်ကရှာနေနူဇူလ်ရှိတယ်ကြားရောက်ခဲ့ရတဲ့အကြောင်းနော်ဒီအာယတ်မှာအလ္လာဟ်ရှိမတ်တခင်အတိကအမိရှိကျင်တာကပါလေနော်လူတွေကြားထဲမှာနော်အသားရောင်နေကွေးတယ်နော်အမျိုးတွေကွေးတယ်လူမျိုးတွေကွေးကြတယ်နော်ဒါတွေအားလုံးကတယောက်နဲ့တယောက်မှတ်မိအောင်အလ္လာဟ်လုပ်ပေးထားတာနော်တယောက်နဲ့တယောက်မှတ်မိအောင်အလ္လာဟ်လုပ်ပေးထားတာနော်တယောက်ကအသားဖြူတယ်တယောက်ကအသားညိုတယ်တယောက်ကအသားမဲတယ်တယောက်ကအသားဝါတယ်တယောက်ကအသားနှီးတယ်နော်အဲ့ဒီလိုအလ္လာဟ်ခွဲပေးထားတာတမင်နော်နှုံးမဆိုရင်လူတွေအားလုံးအသားဖြူနေရင်တယောက်နဲ့တယောက်မှတ်မိဖို့မလွယ်တော့ဘူးဖြစ်သွားလိမ့်လူတွေအားလုံးအသားမဲနေရင်လည်းတယောက်နဲ့တယောက်မှတ်မိဖို့အဆင်မပြေဘူးဒီတော့နော်လူတွေအားလုံးတယောက်နဲ့တယောက်မှတ်မိရလွယ်အောင်အဲ့ဒီလိုခွဲပေးထားဒီတိုင်းပဲလူမျိုးတွေခွဲပေးထားတယ်နော်သူကနော်သူကအင်္ဂလိပ်လူမျိုးသူကအာရဗ်လူမျိုးသူကနော်တရုတ်လူမျိုးစသဖြင့်လူမျိုးတွေခွဲထားတာလေတယောက်နဲ့တယောက်မိတ်ဆက်ရလွယ်အောင်ကျွန်တော်ဘေးဒေတာဘေးလူမျိုးပါနော်အားလုံးလူမျိုးတစ်မျိုးတည်းဖြစ်နေရင်တယောက်နဲ့တယောက်မိတ်ဆက်ရခန့်နေလိမ့်နော်ဒီတိုင်းပဲကျွန်တော်တို့ကြားထဲမှာလဲတယောက်ကဆူတီတယောက်ကနန်ဆာပူရီတယောက်ကနော်ဘင်္ဂါလီတယောက်ကမဒရာစီချူလီယာစသဖြင့်ဒီလိုကွဲတယ်ဆိုတာတယောက်နဲ့တယောက်မိတ်ဆက်လွယ်တာပေါ့နော်မိတ်ဆက်လွယ်တာပေါ့နော်ဘင်္ဂါလီလို့ပြောလိုက်တာနဲ့ဟာဒါဆိုသူပဲအနွယ်ကနော်ဆူတီလို့ပြောလိုက်တာနဲ့ဒါဆိုရင်သူပဲဘက်ကနော်တယောက်နဲ့တယောက်မိတ်ဆက်လွယ်အောင်အလ္လာဟ်ရှိမတ်တခင်ပြုလုပ်ပေးထားတာဒီအတွက်လှုပ်ထားတာမဟုတ်ဘူးနော်မျိုးရိုးတွေရဲ့အစဉ်တန်ခွဲခြားဖို့မဟုတ်နော်ဘယ်မျိုးရိုးကပူမြတ်တယ်ဘယ်မျိုးရိုးကနှိပ်တယ်အဲ့ဒီလိုကွဲပြားဖို့မဟုတ်နော်အသားဖြူတဲ့သူကပူမြတ်တယ်အသားမဲတဲ့သူကနှိပ်တယ်အဲ့ဒီလိုကွဲပြားဖို့မဟုတ်လေးစားအတဲမိတ်ဆွေညီနောင်များခင်များအစ္စလာမ်ဟာကဘာပေါ်မှာပထမဦးဆုံးလူမျိုးရေးခွဲခြားမှုကိုတိုက်ဖြတ်ခဲ့တဲ့သာသနာဖြစ်တယ်ကုရ်အာန်ဟာကဘာပေါ်မှာပထမဦးဆုံးလူမျိုးရေးခွဲခြားမှုကိုစန့်ကျင်ခဲ့တဲ့ကျမ်းဖြစ်တယ်ဒီအာယတ်နော်ဒီအာယတ်ကိုကျွန်တော်တို့ကြည့်နော်လေးစားအတဲမိတ်ဆွေညီနောင်များခင်များနော်ဒီအာယတ်ဘာကြောင့်ကြလာတာလဲအခုမက္ကာကိုတမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်အောင်းနိုင်သွားကာဘာကျောင်းတော်ကြီးကိုတမန်တော်မြတ်ကြီးအောင်းနိုင်သွားတော့အခုကာဘာရဲ့အပေါ်မှာအာဇန်တက်ပေးရနော်အဲ့ဒီအာဇန်ပေးဖို့တောင်းကိုတမန်တော်ဘုဒ္ဓကိုပေးလိုက်လေဘီလာသခင်ကိုပေးလိုက်နော်ဒီတော့ဘီလာသခင်ကိုပေးလိုက်တော့နော်မက္ကာမှာရှိတဲ့မုရှရစ်တွေကနော်ဘီလာသခင်အာဇန်ပေးနေတာကြည့်ပြီးတော့သူတို့ကနှာခေါင်းရှုံပြီးဒီလိုပြောတယ်နော်မုဟမ္မဒ်စီမှာနောက်လူတယောက်မရှိတော့ဘူးလားကွာသူတို့ဟာအချက်၃ချက်ကြောင့်ဘီလာသခင်ကိုနှိမ်နေတစ်ချက်ကပါလေဘီလာသခင်ဟာဟဘရှိဖြစ်တယ်ဟဘရှိဖြစ်နော်အာဖရိကန်ဖြစ်နောက်တစ်ချက်ကပါလေဘီလာသခင်ဟာလူမဲဖြစ်နော်နောက်တစ်ချက်ကပါလေဘီလာသခင်ဟာကြုံဖြစ်ခဲ့တယ်တစ်ချိန်လုံးကနော်အဲ့ဒီအချက်၃ချက်ကြောင့်သူတို့ဟာဘီလာသခင်ကိုနှာခေါင်းရှုံပြီးကြည့်ဒီတော့အလ္လာဟ်ရှိမတ်တခင်ကျွန်တော်အခုနရွတ်ဆိုလိုက်တဲ့အာယတ်ကိုအလ္လာဟ်ရှိမတ်တခင်ချပေးလိုက်တယ်အဲ့ဒီအာယတ်မှာအလ္လာဟ်အမိန့်ရှိတယ်အင်နအကရမကုမ်အင်ဒလ္လာဟီအတကာကုမ်အလ္လာဟ်ရဲ့ရှိတော်မှောက်မှာအလ္လာဟ်ရှိမတ်တခင်နော်ဘသူဟာဘယ်မျိုးရိုးကလဲအဲ့ဒီပေတံနဲ့မတိုင်ဘူးဘသူဟာဘယ်အသားအယောင်လဲအဲ့ဒီပေတံနဲ့မတိုင်ဘူးဘသူဟာဘယ်ခန္ဓန်ကလဲအဲ့ဒီပေတံနဲ့မတိုင်ဘူးအလ္လာဟ်ရှိတော်မှောက်မှာလူတစ်ယောက်ရဲ့အစဉ်အတန်းအနှိမ့်အမြင့်ကိုတိုင်းမဲ့ပေတံတစ်ခုပဲရှိတယ်အဲ့ဒါတကွာရဲ့ပေတံပဲလေးစားအတဲမိတ်ဆွေညီနောင်များခင်များနော်သူကသခင်သူကကျွန်နော်တို့ပေမဲ့ကျွန်မှာပူတကွာရှိတယ်အလ္လာဟ်ရဲ့ထံတော်ပါမှာကျွန်ဟာပူပြီးအစဉ်တန်းပြင်ပါပဲနော်သူကအလုရှင်သူကအလုသမားမှာပူပြီးတကွာရှိတယ်အလ္လာဟ်ရဲ့ထံတော်ပါမှာအဲ့ဒီအလုသမားပူပြီးအစဉ်ပြင်ပါပဲလေးစားအတဲမိတ်ဆွေညီနောင်များခင်များဒီတော့အလ္လာဟ်ရှိမတ်တခင်ရဲ့ထံတော်ပါမှာလူတွေရဲ့အစဉ်တန်းကိုခွဲခြားပေးမဲ့တခုတည်းသောအတိုင်း